Hello ပစ္စည်းလေးတစ်ခုပြချင်လို့ပါပြချင်တဲ့ပစ္စည်းလေးကတော့ဒါလေးပါပြောမယ်အော်ဒီဒါလေးပါအားကြလို့လေစရုံးပေါ်မှာလေဂျားထဲမှာခစ်စားသွားတဲ့ပုံစံလေးပေါ့စရုံးပေါ်မှာဒီလိုအလိုင်းကုတ်ကလေးလောက်တာဟာကိုအပြီးတွေဒီမိတ်လောက်ထားတာဟာလေးပါမိုနိုကိုတိုင်းလောက်ထားပေးတာပါဒါပွဲသွားတဲ့ခါကျရင်ခဏခဏစရုံးလေးခေါ်ပြီးတော့မထုံးချင်ဆိုလို့ရှိရင်ဒါမျိုးလေး ready made ယူပြီးတက်လိုက်အောင်ပါပဲကလစ်လေးနဲ့တက်လို့ရပါတယ်ဘေးနားလေးမှာကလစ်ကလေးမှာစရုံးသေးလေးထုံးပြီးတော့လို့ကလစ်လေးနဲ့ဖမ်းလိုက်လို့ရှိရင်ဒီလိုလေးပြတ်တော့အရင်အဆင်ပြေရနော်ခဏခဏထုံးရမလို့တော့ခဏခဏလူခေါ်ပြီးတော့ makeup artist တွေနဲ့မထုံးမနဲ့ကိုယ့်ကိုအိမ်မှာပဲဒီတိုင်းထုံးနေတယ်ဆိုလို့ရှိရင်နော်ဒါလေးတက်လိုက်ရုံပဲပေါ့အစုပ်ကလေးတက်လိုက်လို့ရှိရင်အဆင်ပြေတယ်ကလေးလေးလေးချောင်းဖမ်းလိုက်တာနဲ့ဒီလိုစရုံးလေးရတော့ပြီနော်ရမ်းလှတယ်နော်မကြည့်ကြိုက်တဲ့ဒီဇိုင်းမှာလို့ရပါတယ်ရမ်းတော့လှတယ်ကဲဆိုင်မှာမထုံးပြပဲနဲ့အိမ်မှာဒီတိုင်းလေးပဲထုံးနေတယ်ဆိုလို့ရှိရင်တော့ဒါလေးလေးစောင့်ထားသင့်တယ်ဒါလေးရှိတော့အမြန်လေးမမြန်ပြီးသွားတာပေါ့ဒီလိုစရုံးမျိုးလေးကိုပဲလေကြိုက်တဲ့ဒီဇိုင်းမှာလို့ရတယ်နော်ဟိုဒီလိုကြက်ချေကပုံစံမျိုးလေးလည်းရမယ်နောက်ဒီလိုအဝိုင်းလေးတွေမွန်းထွင်ပြီးတော့နောက် line ပေါ်မှာတင်ပေးမယ်လေနော်အဲ့ဒီထဲကနေကြိုက်တဲ့ဟာလေးဒီလိုရှင်မှာလို့ရပါတယ်မေးလို့လည်းရပါတယ်